မျော်လင့်ချက်နဲ့အမြင့်ဆုံးပြန်တန်းနိုင်မဲ့ဇင်ယော်ရီစူပါစီစနေနေ့ညပရီးမီးယားလိပွဲစဉ်36ပွဲကြို30ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းစနေနေ့ညစူပါဆက်တဒေးတော့ပွဲစဉ်ပွဲကြို30ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့လီဗာပူးနဲ့ချယ်ဆီတို့ရဲ့ညနေ6နာရီပွဲစဉ်ဖြစ်ပါတယ်ဒီယာဒီပရီးမီးယားလိမှာခေအောင်လန်းကိုကြော်ပြတ်နေရတဲ့အသင်းကြီးနှစ်သင်းရဲ့တွေ့ဆုံမှုပါချန်ပီယံလိဝင်ဝင်တေးကြအောင်လုပ်ရအောင်မဲ့လီဗာပူးမှာခံစစ်နဲ့တိုက်စစ်ပိုင်းဒဏ်ရာပြဿနာများပြားနေပါတယ်ချယ်ဆီကပရီးမီးယားလိ6ပွဲဆက်အရှုံးကိုအဆုံးသတ်ချင်နေတာပါဒီယာဒီပေးကိုလေးများနေကြတဲ့လီဗာပူးနဲ့ချယ်ဆီတို့နှစ်သင်းရဲ့ပရီးမီးယားလိတွေ့ဆုံမှုနောက်ဆုံး၄ပွဲစလုံးမှာတော့အပြန်အလှန်သွင်းကိုတွေရှိခဲ့တယ်လို့တစ်ဖက်သွင်းကိုကလည်း3ဂိုးနဲ့အထက်ရှိထားခဲ့ပါတယ်ဒါကြောင့်အန်ဖီမှာဂိုးတန်တညင်ညင်ကြားရမယ့်ညလို့သုံးသပ်ထားတာပဲဖြစ်ပါတယ် Brighton နဲ့ Wolves ည8နာရီချန်ပီယံလိဝင်ဝင်အလှမ်းဝေးသွားရင်တော့ Brighton ဟာယူရိုပါလိဝင်ဝင်ရမယ်အဆင့်6နေရာကိုမှန်းနိုင်ပါသေးတယ်ဇင်ယိုရီဟာနောက်ဆုံးအင်္ဂွင်း2ပွဲမှာလဲ Chelsea နဲ့ Liverpool တို့ကိုအနိုင်ဆုံး2ဂိုးသွင်းထားနိုင်ပါတယ်ဒန်ဆင်တေချာပြီးသား Wolves ကတော့နောက်ဆုံး Premier League မှာအဝေးကွင်း4ပွဲမှာ3ပွဲရှုံးထားခဲ့ပါတယ် Wembley ဟာBrighton နဲ့အမှတ်ပေးတွေ့ဆုံခဲ့တဲ့နောက်ဆုံး10ပွဲစလုံးမှာလည်းနိုင်ပွဲမရှိဘဲ9ပွဲရှုံးထားခဲ့ပါတယ်။ဒါကြောင့် Brighton ရဲ့အခန့်မှုတွေမြင့်မားနေသလိုဇင်ယိုရီအမြင့်ဆုံးထိပြန်ဖို့ရှိပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖူဟန်နဲ့ဘုံမောက်ည8:30ရာသီအဆုံးသက်ပိုင်းကဖူဟန်ရဲ့ခြေစွမ်းဟာအတော်လေးတည်ငြိမ်မှုကင်းမဲ့ပါတယ်။အနောက်လန်ဒန်ကလပ်ဟာနောက်ဆုံး Premier League 10ပွဲမှာ2ဂိုးသာနိုင်ခဲ့ပြီး4ပွဲတော့ရှုံးခဲ့ပါတယ်။ Premier League မှာနောက်ဆုံး15ပွဲဆက်မရှုံးခဲ့တဲ့ဘုံမောက်ကတော့နောက်ဆုံး4ပွဲမှာလည်း3ပွဲနိုင်ထားခဲ့ပါတယ်။ဒါအပြင်ဘုံမောက်ဟာ2022မှာ Premier League ကိုတန်းတက်လာပြီးကတည်းကဖူဟန်နဲ့တွေ့ဆုံမှုတွေမှာတပွဲသာရှုံးပါသေးတယ်။ဒါကြောင့်ပြန်လည်အခန့်ထားတဲ့ဘုံမောက်သားတွေရဲ့အရေးအောက်မှာပဲခုံလုံရမယ့်ပွဲစဉ်မျိုးပေါ်လို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။ဆန်နလန်နဲ့မန်ယူည8:30ဥရောပဝင်ငွေမျှော်လင့်ချက်ရှိနေသေးပေမဲ့နောက်ဆုံး3ပွဲမှာတမတ်သာရခဲ့တဲ့ဆန်နလန်ရဲ့လက်ရှိခြေဟာအကြဘက်ကိုရောက်နေတယ်လို့ဆိုနိုင်ပါတယ်။ဒါအပြင်ကြောင်နက်တွေဟာနောက်ဆုံးပရီးမီးယားလိအိမ်ငွေ9ပွဲမှာလည်း4ပွဲတောင်ရှုံးထားပါတယ်။ချန်ပီယံလိဝင်ငွေတေချာသွားပေမဲ့မန်ယူကတော့အဆင့်3နေရာထိရောက်အောင်လုပ်ရပါဦးမယ်။ဆန်နလန်နဲ့ပရီးမီးယားလိအဝေးကွင်းတွေ့ဆုံခဲ့မှုတဲ့15ပွဲမှာလည်းမန်ယူဟာ10ပွဲနိုင်ပြီး1ပွဲသာရှုံးခဲ့တာရှိပါတယ်။ဒါကြောင့်အလင်းအောင်ကွင်းမှာအခန့်ထားတဲ့တရေနီတွေချဲလဲမဲ့ညလို့ပဲသုံးသပ်ထားတာဖြစ်ပါတယ်။ Man City နဲ့ Brentfordည7:00နာရီပြီးခဲ့တဲ့အပတ်တုန်းကသူတို့ချေချောချင်းအာဆင်နယ်က9မှတ်ဖြတ်လိုက်လို့ Man City မှာဖိအားဝင်နေပါတယ်။မနိုင်မဖြစ်နိုင်ရမယ့်ပွဲဆိုပေမဲ့အခုနောက်ပိုင်း Premier League မှာ Man City ခံစစ်ကဂိုးမပေးရတဲ့ပွဲဟာခက်ရှားရှားရှိပါတယ်။ပြီးခဲ့တဲ့အပတ်ကအနိုင်ပြန်ရှာတွေ့ခဲ့တဲ့ Brentford မှာတော့ချန်ပီယံလိဝင်ငွေမျှော်လင့်ချက်အနည်းငယ်ရှိပါသေးတယ်။ပြားတွေဟာ Man City ကိုရှုံးသွားရင်တော့ဂိုးတော့ပြန်သွင်းနိုင်စွမ်းရှိနေတာကိုသတိပြုရပါမယ်။ဒါကြောင့်ပဲ EDM မှာဂိုးမိုးရွာရင်ရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။ချန်ပီယံလိဝင်ဝင်တေးအောင်လုပ်ရအောင်မဲ့ဘတ်တစ်ဒုက္ခဆိုစနေနေ့ညအတွက်စပိန်လာလီဂါပွဲစဉ်35အနေနဲ့ကတော့ဒုက္ခဆိုရဲ့30ချက်ကိုနားဆင်ပါအောင်ခင်ဗျာအချီနဲ့ Alaves ည6:30တန်ဆင်ဇုံနဲ့2မှတ်သာကွာတော့တဲ့အချီဟာအိမ်ဝင်း3ပွဲဆက်နိုင်ထားပါတယ်တန်ဆင်ဇုံတွေက Alaves ကလည်းလက်ရှိအချိန်အဝေးကွင်းပွဲတွေမှာရုံးအားတွေကောင်းနေပြီးနောက်ဆုံးအဝေးကွင်း3ပွဲမှာဆိုရင် Real ကိုပဲရှုံးနေခဲ့ကဆိုစီတက်ကိုတည်စက်တာကိုအနိုင်ကန်ထားနိုင်ခဲ့ပါတယ်ဆိုတော့အချီအိမ်ကွင်း၄ပွဲဆက်အနိုင်ရဖို့ဟာလွယ်မယ်မထင်ပါဘူးဒါကြောင့်အချီရဲ့အိတ်ကန်မှုတွေကလည်းနှိမ်ပါနေတာကြောင့်အမှတ်လိုအပ်ချက်ပုံမပြင်းထန်တဲ့ဧည့်သည်အရေးအောက်မှာပဲခိုလုံကြပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်စီဗီလာနဲ့အက်စပန်ညိုည8:45ပြီးခဲ့တဲ့အပတ်တုန်းကအိမ်ကွင်းမှာဆိုစီတက်လိုအသင်းကိုအနိုင်ရအောင်ရုံးနိုင်ခဲ့လို့စီဗီလာဟာတန်းဆင်းစုံနဲ့တက်နိုင်ခဲ့ပါတယ်နောက်ဆုံးအိမ်ကွင်း2ပွဲမှာစပိန်ဘရင်ဖလားဘိုလ်ဝဲကန်တဲ့2သင်းကိုဇက်တိုက်နိုင်ခဲ့လို့စီဗီလာဟာယုံကြည်မှုလည်းမြင့်မားနေပါတယ်အက်စပန်ညိုကတော့2026ထဲမှာလုံးဝနိုင်ပွဲမရသေးသလိုနောက်ဆုံး4ပွဲမှာလည်း3ပွဲရှုံးထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့အင်ရှင်တို့နဲ့အတူသွားအတူစားတဲ့ပွဲစဉ်မျိုးလိုပဲသုံးသပ်ထားတာဖြစ်ပါတယ်ဆိုစီတက်နဲ့ဘတ်တစ်ည1:30ဆိုစီတက်ကအမှတ်မလိုတော့ပေမဲ့ဘတ်တစ်ကတော့ချန်ပီယံလိဝင်ဝင်ရမယ်အဆင့်5တီးကြအောင်လုပ်ရအောင်ပါဘရင်ဖလားမှာဘိုးဆွဲပြီးတဲ့ကဆိုစီတက်ဟာလာလီဂါမှာအားသိမ့်မဆိုင်တော့ပါဘူးဘတ်တစ်ကတော့ဆိုစီတက်နဲ့အဝေးကွင်းတွေ့ဆုံခဲ့တဲ့6ပွဲမှာ1ပွဲသာရှုံးထားခဲ့ပါတယ်ဒါကြောင့်ပဲအင်ရှင်ရဲ့အိတ်ကန်မှုတွေမှာဧည့်သည်တို့ရဲ့အရေးအောက်မှာခိုလုံကြပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်အီတလီစီးရီးပွဲစဉ်36အနေနဲ့ကတော့ကက်ဂလီယာနဲ့ဥရီနီည9:30ဧကတဲ့30ချက်ကိုဆက်လက်နားဆင်ပါအောင်ခင်ဗျာတန်ဆင်ဇုံနာကကက်ဂလီယာဟာဒီပွဲနိုင်တာနဲ့တန်မစင်ရမှာတေချာမှာဖြစ်ပါတယ်နောက်ဆုံး6ပွဲမှာတပွဲသာရှုံးခဲ့တဲ့ဥရီနီကလည်းဒီယာဒီကုံကန်ဒီမှာခြေစွမ်းတည်ငြိမ်နေပါတယ်ဒါအပြင်ဥရီစနီဟာကက်ဂလီယာနဲ့စီးဒီတွေ့ဆုံခဲ့တဲ့9ပွဲစလုံးမှာမရှုံးခဲ့ပါဘူးဒါကြောင့်ကက်ဂလီယာအိတ်ကန်ထားပေမဲ့လက်ရှိအခြေအနေရလဲအနိုင်ဆုံးခံကန်နိုင်တဲ့ဧည့်သည်အရေးအောက်မှာပဲခိုလုံကြပါလို့သုံးသပ်ထားတာဖြစ်ပါတယ်လာဇီရိုနဲ့အင်တာမီလန်ည10:30
CDA မှာအမှတ်မလို့ကြတော့တဲ့နှစ်သင်းစလုံးဟာလာမယ့်ဂျားရက်မှာသူတို့တွေ့ရမယ့်ကိုပါအီတာလီယာဘိုလီဝဲကိုပဲပို့ပြီးတော့အာရုံစိုက်ကြမှာပါလာဇီရိုကနောက်ဆုံး10ပွဲမှာတပွဲသာရှုံးသေးတယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီကလေးကအိမ်ငွေရှုံးပွဲမရှိသေးပါဘူးအင်တာကတော့နောက်ဆုံးအဝေးကွင်း9ပွဲမှာတပွဲသာနိုင်ထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့အင်ရှင်တို့ရဲ့အရေးအောင်မှာပဲခိုးလုံကြပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်လက်ချီနဲ့ဂျူဝင်တက်ညတနာရီ15တန်းစင်းစုံကက်လျက်ကလက်ချီအားအသင်းကြီးတွေနဲ့အိမ်ကွင်းဆိုရင်ပိတ်ကစားတတ်တဲ့အသင်းမှာဂျူဝင်တက်ကတော့စပယ်လတီလက်ထက်မှာအခွင့်အရေးဖန်တီးမှုကောင်းကောင်းလုပ်နိုင်ပေမဲ့အသုံးချမှုအပိုင်းမှာတော့အားနည်းနေစေဖြစ်ပါတယ်လက်ချီအိမ်ကွင်းနောက်ဆုံးတွေ့ဆုံမှု6ပွဲမှာလည်း9ပွဲဟာနှစ်ဖက်သွင်းကို2ဂိုးနဲ့အောင်ဖြစ်ထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့ဂိုးအနည်းဟာစိတ်ချရတဲ့အားပေးမှုလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ Playmaker ရဲ့ပင်နိုင်စံကလောင်ရှင်တူဦးဖြစ်တဲ့ BIM ကောင်းကောင်းရဲ့စနေတပွဲကောင်းပွဲကြိုသုံးသက်ချက်အနေနဲ့အင်္ဂလန်မြေကပွဲကောင်းလိုပဲဖြစ်တဲ့ဆန်လန်လန်နဲ့မန်ယူပွဲကနေပွဲကြိုသုံးသက်ထားတာဖြစ်ပါတယ်လက်ရှိခြေစွမ်းအရအိမ်ရှင်တို့ခြေစွမ်းပိုင်းအနေငယ်ကျဆင်းနေတယ်လို့ဥရောပဝင်ခွင့်နဲ့ပါတဖြည်းဖြည်းဝေးကွာလာခဲ့ပါပြီဒါပေမဲ့ယနေ့ညလိုပွဲတွေမှာအနိုင်ရလက်ရယူနိုင်ခဲ့မယ်ဆိုရင်တော့လေမျှော်လင့်လို့ရနိုင်ပါသေးတယ်ဒီအတွက်ကြောင့်လည်းယနေ့ညမှာအိမ်ရှင် PP ကစားလာဖို့ရှိနေပါတယ်ဧည့်သည်အနေနဲ့ကလည်းဥရောပဝင်ခွင့်သေးကြသွားပြီးတဲ့နောက်မှာရမှတ်ပိုင်းမလိုအပ်တော့ပေမဲ့ကစားသမားအင်အားကအစချွေတာလာဖို့မရှိသေးပါဘူးကစားသမားတွေအတွက်အနာပေးမယ်ဆိုရင်တော့အလဲကျအသုံးချလာနိုင်တယ်လို့လူငယ်ကစားသမားတွေကိုလည်းနေရာပေးလာနိုင်ပါတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ၃ပွဲဆက်အနိုင်ရထားပြီးအခန့်မှုတွေအရမှာတော့ကန်ဆစ်ဆော့လို့မရတဲ့အိမ်ရှင်ရဲ့တိုက်စစ်ပိုင်းဂိုးရဖို့ပူစရာမလိုတဲ့ဧည့်သည်တို့ရဲ့တိုက်စစ်တွေကြောင့်ဒီလိုပွဲစဉ်မျိုးမှာလည်းဂိုးအများဟာစိတ်ချရတဲ့အားပေးမှုလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်Playmaker ဂျာနယ်နာဆင်သူညီကိုရီတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။နောက်ဆုံးရောက်ပွဲကြိုသုံးသက်ချက်တွေအပြင်ကမှစနေတနင်္ဂနွေနေ့တွေမှာကလောင်ရှင်ဇော်နာအဆောင်စတဲ့ပွဲကြိုသုံးသက်ချက်တွေကိုသိရှိဖို့အတွက်လည်း Playmaker ရဲ့ Telegram Channel ကိုကြွားရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ညီကိုရီအားလုံးလည်းအကြိုက်တူတဲ့ပွဲစဉ်တွေနဲ့အတူကောင်းသောနေ့ရက်တွေပိုင်ဆိုင်ဖို့မျှော်လင့်ပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်။